အားလုံးပဲမင်္ဂလာပါကျမတို့တီချာရနာပါဒီနေ့မှာတော့ကျမက ADHD နဲ့ပတ်သက်တဲ့အကြောင်းလေးကိုပြပြပေးသွားမှာဖြစ်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြပါအောင်ရှင်ADHD ဆိုတာ Attention Deficit Hyperactivity Disorder လို့ခေါ်တဲ့ Attention Deficit အာရုံစူးစိုက်မှုအားနည်းပြီး Hyperactivity လို့ခေါ်တဲ့တစ်ခါတရံမှာဆိုလို့ရှိရင်တက်ကြွလွန်တဲ့ disorder တစ်မျိုးကိုခေါ်တာပဲဖြစ်ပါတယ်ဆိုတော့ Attention Deficit Hyperactivity disorder ဖြစ်တဲ့ ADHD ကိုကျမတို့က type 3မျိုးသတ်မှတ်လိုက်ပါတယ်ဆိုတော့ type 1အနေနဲ့ဆိုလို့ရှိရင် attention deficit ပေါ့နော်အာရုံစူးစိုက်ရခတ်တယ်type 2အနေနဲ့ဆိုလို့ရှိရင် hyperactivity တက်ကြွလွန်နေပေါ့နော် type 3ဆိုလို့ရှိရင်တော့ attention deficit hyperactivity နှစ်ခုစလုံးပါသွားပြီးတော့အာရုံစူးစိုက်ရလဲခတ်တယ်ရမ်းဖန်ရံခါမှာဆိုလို့ရှိရင်လည်းတက်ကြွလွန်တဲ့ disorder pattern မျိုးတွေကိုရှိတာကိုကျမတို့တွေ့ရပါလိမ့်မယ်ဆိုတော့ ADHD ဒီများသောအားဖြင့်တော့ genetic ကြောင့်မို့လို့အဖြစ်များပါတယ် ADHD ကိုကျမတို့တွေကဒီမျိုးသားတွေမှာပို့ပြီးတော့ဖြစ်တယ်ပေါ့နော်တနည်းအားဖြင့်ကလေးတွေမှာဆိုလို့ရှိရင်လည်းယောက်ျားလေးတွေမှာပို့ပြီးတော့အတွေ့အများတယ်လို့ကျမတို့ကဖော်ပြထားတယ်ပေါ့နော်ဆိုတော့သို့ပေမဲ့လည်းဒီ ADHD ဒီကျမတို့ဒီယောက်ျားလေးတွေမှာအပြင်ကိုကျမတို့မိန်းကလေးတွေမှာလည်းဖြစ်တယ်ဆိုတာကိုကျမတို့တွေ့ရပါတယ် ADHD ဖြစ်နေပြီဆိုလို့ရှိရင်မေ့လွယ်တယ်ပေါ့နော်မေ့လွယ်တယ်ဆိုတာကလည်းကိုနေ့စဉ်လှုပ်ဆောင်နေကြအလုပ်တွေမှာအစီအစဉ်မကျဘဲနဲ့မေ့သွားတာမျိုးပြောတာပေါ့ဥပမာအဖြစ်ဆိုလို့ရှိရင်ကိုကထားပါတော့တင်တက်စရာရှိနေတယ်တင်တက်စရာရှိတယ်မတက်ခင်မှာငါတစ်ခုခုလုပ်လိုက်အောင်မယ်ဆိုပြီးတော့ကိုတစ်ခုခုသွားလုပ်နေဆိုလို့ရှိရင်တင်တက်မယ်လို့ကိုတွေးထားပြီးတော့အဲ့တက်မယ်တင်တန်းကိုမေ့သွားတာမျိုးတွေဖြစ်တာမျိုးပေါ့နော်ဆိုတော့तूကနောက်တစ်ခုအနေနဲ့ဆိုလို့ရှိရင်လည်းဒီ careless mistakes လေးလောက်တာပေါ့နော်လွယ်လွယ်ကူကူပြောမယ်ဆိုလို့ရှိရင်တော့ကလေးဘဝမှာကျမတို့ရှမ်းတက်တာမျိုးပေါ့နော်လက်မခိုင်ချိမခိုင်ဖြစ်တာမျိုးပေါ့နော်တခုခုကိုကင်လိုက်တယ်ဆိုလို့ရှိရင်လွယ်တကူကြကွဲသွားတယ်ပေါ့သတိမထားမိပဲနဲ့တခုခုကိုတိုက်လိုက်မိတာတော့ပေါ့နော်အဲ့တော့ပြောမယ်ဆိုရင်ကြီးကြီးမားမားတွေဖြစ်တာမျိုးတော့မဟုတ်ဘူးဆိုပေမဲ့အများ careless mistake မျိုးတွေလုံးနေမိတတ်တာမျိုးတွေလည်းရှိတယ်နောက်တစ်ခုကကြတော့အရင်သီးမခံနိုင်တာပေါ့နော်သီးမခံနိုင်ဘူးဆိုတဲ့အခါမှာလည်းသူများစကားပြောနေတဲ့အချိန်မျိုးဆိုလို့ရှိရင်ကိုကအဲ့ဒီအပေါ်မှာအကြာကြီးအာယုံမစိုးဆိုင်နိုင်တော့ဘဲနဲ့ကိုကကြားဖြတ်ပြီးပြောလိုက်ချင်တာမျိုးနောက်တစ်ခါကို့မှာပြောစရာရှိနေတယ်ဆိုရင်သူပြောနေတဲ့အပေါ်မှာလုံးဝအာယုံဆိုင်လို့မရတော့ဘဲနဲ့အရန်ကိုပြောချင်နေတာမျိုးတွေပါဖြစ်တယ်ပေါ့နော်ဘယ်နေရာမှာသွားပြီးသိတာလဲဆိုတော့မီဒီတွေပါလုပ်တယ်ဆိုတဲ့အချိန်မှာသိတာလာတာပေါ့နော်ဥပမာအဖြစ်အထက်လူကြီးကနေပြီးတော့စကားပြောနေပေါ့နော်သူပြောနေတဲ့အကြောင်းအရာကိုက defense လုပ်ချင်တဲ့ခြေပကျင်စိတ်တွေဖြစ်လာတယ်အဲ့လိုဖြစ်လာတဲ့အခြေအနေတွေဆိုရင်ဘလို့မှမရတော့ဘဲနဲ့ရံဖန်ခါကြလို့ရှိရင်ထပြီးတော့ကိုဆွေးနွေးလိုက်မိတာမျိုးတွေအထိလုံးမိတာမျိုးတွေလည်းရှိရဲနောက်တစ်ချက်အနေနဲ့ဆိုလို့ရှိရင် excessive talking ပေါ့နော်လိုအပ်တာပို့ပြီးတော့စကားတွေပြောနေမိတာမျိုးအဲ့တော့ကိုပြောနေတဲ့အရာကတခြားသူတွေစိတ်ဝင်စားလားစိတ်ဝင်စားလားအဲ့လုံးဝမဆိုင်ပြီးတော့ဘူးပေါ့နော်ပြောချင်တာတွေကိုပဲဇက်တိုက်ပြောနေမိတာမျိုးပေါ့တစ်ဖက်သားပေါ်မှာလုံးဝအာယုံမရှိဘဲနဲ့ကိုပြောချင်တာကိုအဆုံးအထိပြောလိုက်တာမျိုးပဲရှိတယ်နောက်တစ်ခုအဲ့ပြောနေတဲ့အကြောင်းအရာတွေကလည်းတစ်ခါလေကြားလို့ရှိရင်ချိတ်ဆက်မှုရှိမနေတာကိုကိုယ်တိုင်တော့မှပဲသတိမထားမိပဲနဲ့သတိလက်လွတ်ဖြစ်သွားတာမျိုးတွေလည်းရှိပါတယ်ဆိုတော့နောက်တစ်ချက်အနေနဲ့ဆိုလို့ရှိရင်multitasking လုပ်နိုင်တာမျိုးပေါ့နော်ဆိုတော့များသောအားဖြင့် ADHD မျိုးသမီးတွေဒီ multitask ရပါတယ်တပြိုင်နက်တည်းအလုံး2ခု3ခုလုပ်နိုင်တာမျိုးပေါ့နော်ဥပမာအားဖြင့်ဆိုလို့ရှိရင်ကားမောင်းရင်းနဲ့မီတင်လည်းတစ်ဖက်မှာတက်နေတယ်ဘေးနားမှာလူပါလို့ရှိရင်လည်းအဲ့လူပြောနေတဲ့စကားပေါ့နော်အဲ့ဒါကိုလည်းကိုကကြားတယ်အဲ့ဒီတိုင်းထဲမှာပေါ့နော်အလုပ်ကို2ခု3ခုလုပ်နိုင်စွမ်းရှိကြပါတယ်ဒါကြောင့်မလို့ကျမတို့ကဒီ ADHD course မှာရှိနေတယ်ဆိုလို့ရှိရင်ပေါ့နော်ဒါကြီးကငါဆိုတော့ ADHD ရှိနေပြီဆိုပြီးတော့စိတ်ညစ်သွားမှမျိုးလားဆိုတော့လည်းမဟုတ်ပါဘူးဒီ ADHD ရှိနေကြောင်းသိရဆိုလို့ရှိရင် course မှာရှိတဲ့ pattern တွေကို aware လုပ်ပြီးတော့အဲ့ဒီအချက်ကလေးတွေကိုသတိထားပြီးတော့ပေါ့နော်စောင့်ကြည့်ပြီးတော့ငါရဲ့ဒီအချက်တွေကတော့ငါရဲ့ personality ကိုထိခိုက်နေတယ်လို့ awareness ရပြီးတော့ပြင်ကျင်စိတ်သာရှိမယ်ဆိုလို့ရှိရင် ADHD ရှိနေတဲ့အမျိုးသားဖြစ်စေအမျိုးသမီးဖြစ်စေ normal lifestyle တိုင်းနေလို့ရတယ်ပျော်ပျော်ရွှင်ရွှင်နေလို့ရတယ်ဆိုတာလေးလည်းပြောချင်ပါတယ်
မြို့သမီးတွေအနေနဲ့လည်းမိကိုပေါ့နော် ADHD ဖြစ်နေလို့သတိထားမိလိုက်ပြီဆိုလို့ရှိရင်ငါတို့ ADHD ဖြစ်နေတယ်ဆိုပြီးတော့စိတ်ကြွားစရာလည်းမလိုဘူးဆိုရင်ကြောင်းကြပြီးတော့ပူပန်နေစရာလည်းမလိုပါဘူးနားလည်တက်ကြွတဲ့ professional တွေရဲ့အကူအညီကိုရယူပြီးတော့ counseling ခံယူတာမျိုးဖြစ်စေလိုအပ်တယ်ဆိုလို့ရှိရင် medication ပေါ့နော်ဆေးတောက်တာမျိုးဖြစ်စေပြုလုပ်လိုက်တယ်ဆိုလို့ရှိရင်ဒီ ADHD ဖြစ်နေတော့ညာလည်းပဲကျမတို့ကဒီဘဝမှာပေါ့နော်ပျော်ပျော်ရွှင်ရွှင်ပုံမှန်တိုင်းလေးကျမတို့ကဆက်ပြီးတော့နေထိုင်သွားလို့ရပါတယ်ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ရတဲ့အတွက်ကျေးဇူးများတင်ပါတယ်